အားလုံးပဲမင်္ဂလာပါမလေးတကားပြောစာကြောင်းလေးတွေနဲ့ပတ်သက်တဲ့ဒီကားစာအခါဆက်ရှိမှပြလိုက်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ကျမတို့လေ့လာသွားမှာတော့အယောင်နဲ့ပတ်သက်တဲ့စာကြောင်းလေးတွေပဲဖြစ်ပါတယ်အားလုံးအတူတူကလေ့လာသွားကြရအောင်ရှင်ကျမတို့ပထမဆုံးစာကြောင်းကိုအရေးဆုံးလေ့လာကြည့်ကြရအောင်ရှင်အေးကြီးအဝါကိုဝယ်ပါမလေးလို့ပြောချင်တယ်ဆိုရင်Beli baju kuning. Beli ဆိုတာကဝယ်တာကိုပြောတာပါနော်။ baju ဆိုတာကအိတ်ကြီးကိုပြောတာပါနော်။ kuning ဆိုတာကအဝါကိုပြောတာပါ။ Beli baju kuning. Beli baju kuning. နောက်တစ်ခေါက်ထိုက်ပြီးတော့နားထောင်ကြည့်ကြရအောင်ရှင့်။ Beli baju kuning.Beli baju kuning Beli baju kuning Buy the yellow shirt ကျမတို့နောက်တစ်ယောက်နဲ့ထိုက်ပြီးတော့လေ့လာကြည့်ကြရအောင်ရှင်မိကြောင်အစိမ်းကိုတတ်စေပါမလေးလို့ပြောချင်တယ်ဆိုရင်ပါဆမ်လမ်ဘူဟီကြောင်ပန်ဆန်းဆိုတာကတတ်စေတာကိုပြောတာပါနော်လမ်ပူဆိုတာကမိကြောင်ကိုပြောတာပါဟီကြောင်ဆိုတာကအစိမ်းကိုပြောတာပါနော်ပန်ဆမ်လမ်ဘူဟီကြောင်ပန်ဆမ်လမ်ဘူဟီကြောင်နောက်တစ်ခေါက်ထပ်ပြီးတော့နားထောင်ကြည့်ကြရအောင်ပန်ဆမ်လမ်ဘူဟီကြောင်ပန်ဆမ်လမ်ဘူဟီကြောင်ပန်ဆမ်လမ်ဘူဟီကြောင် Install on the green light အဝတ်စအဖြူကိုပေးပါမလေးလို့ပြောချင်တယ်ဆိုရင်ကာစစ်ဂိုင်းပူတေကာစစ်ဆိုတာကပေးတယ်ဂိုင်းဆိုတာကအဝတ်စကိုပြောတာပါနော်ပူတေဆိုတာကအဖြူကိုပြောတာပါကာစစ်ဂိုင်းပူတေကာစစ်ဂိုင်းပူတေနောက်တစ်ခေါက်ထားပြီးတော့လေ့လာကြည့်ကြရအောင်Kasih kain putih. Kasih kain putih. Kasih kain putih. Give the white cloth. ကျမတို့နောက်တစ်ကြောင်းနဲ့ထားပြီးတော့လေ့လာကြည့်ကြရအောင်ရှင့်ဖနအနက်ကိုဝတ်ပါမလေးလို့ပြောချင်တယ်ဆိုရင်ပါကိုင်းကာဆုဟီတမ်ပါကိုင်းဆိုတာကသုံးတာတော့ဝတ်တာတော့ကိုပြောတာပါနော်ကာဆုဆိုတာကဖနက်ကိုပြောတာပါဟီတန်ဆိုတာကအမဲရောင်အနဲ့ရောင်ကိုပြောတာပါနော်ပါကိုင်းကာဆုဟီတမ်ပါကိုင်းကာဆုဟီတမ်နောက်တစ်ခေါက်ဌာနထောက်ကြည့်ကြရအောင်နော်ပါကိုင်းကာဆုဟီတမ်ပါကိုင်းကာဆုhitam pakai kasut hitam wear the black shoes ကျမတို့နောက်တစ်ကြောင်းနဲ့ထားပြီးတော့လေ့လာကြည့်ကြရအောင်ရှင်ဘောဂီအပြာကိုလျှော်ပါမလေးလို့ပြောချင်တဲ့ဆိုရင်ဘာဆုဆလွာဘီရူဘာဆုဆိုတာကလျှော်တာကိုပြောတာပါနော်ဆလွာဆိုတာကဘောဂီကိုပြောတာပါဘီရူဆိုတာကအပြာကိုပြောတာပါနော်ဘာဆုဆလွာဘီရူဘာဆုဆလွာဘီရူနောက်တစ်ခေါက်ထားပြီးတော့နားထောင်ကြည့်ကြရအောင်နော်ဘာဆုဆလွာဘီရူဘာဆုဆလွာဘီရူဘာဆုဆလွာဘီရူ wash the blue trousersကျမတို့ဒီနေ့ဒီကားစာလေးကတော့ဒီလောက်ပါပဲရှင်မလေးရှားကိုရောက်လာတဲ့မောင်လေးညီမလေးတွေလည်းအစီအတီမယ်လို့မျှော်လင့်ပါတယ်အားလုံးမလေးစကားပြောအခက်ခဲမှအများဆုံးလုံးမြောက်ကြပါစေအမဆုတောင်းပေးပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်